那个招待啥的话，毛面对的保安表的路，高压的追都行，小了没有就表好了。表好了。哎，不招谁了没？宝贝哦，高压的追都是路，下单的嘛些都要了下面。阿罗过来过，看我这没得着。မလိုက်နဲ့မမေ့တဲ့တို့မြောက်ကတန်းထဲမှာရှိတဲ့မိကလေးတွေအားလုံးနဲ့တပိတ်နဲ့ကိုမှရှာရမယ်။ဟုတ်ကဲ့ပါဆရာလေး။ပြီးရင်မင်းတို့နှစ်ယောက်တယောက်ကိုတယောက်ပြန်ရှာရမယ်။ဟုတ်ကဲ့ပါဆရာလေး။မြတ်သူရဲ့ဘောပန်ကိုဘယ်မှရှာလို့မတွေ့ပါဘူးကွာဆရာကမှသတိရတယ်ဆရာမေ့ရင်းတို့လွယ်တူရှာမိတာဆရာမနေ့ကဘောပန်တစ်ချောင်းကောက်ရလို့အိမ်ထဲကောက်နေထားမိတယ်အခုမှသတိရတယ်ကွာဘောမြတ်သူနင်းပြောက်တယ်ဆိုတော့ဘောပန်ဒါလားကွာဟုတ်ပါတယ်ဆရာအောင်မြတ်သူရဲ့ဘောပန်တော့ပြန်တွေ့ပြီဆရာသတိမြစ်ပြီးတော့မင်းတို့လွယ်အိတ်တွေမင်းတို့ကိုယ်တွေမှာရှာပြတဲ့အတွက်ဆရာမှာအပြည့်ရှိတယ်အဲ့တော့ဆရာကိုဆရာအပြည့်ပေးတဲ့အနေနဲ့နေရာဆွဲထိုင်လုပ်ပြီးတော့အပြည့်ပေးမယ်ကဲကြည့်ကြဘာဖြစ်လို့လဲကွာဆရာမလုပ်ပါနဲ့ကဲအားလုံးနားထောင်ဆရာမို့လို့အပြည့်မပေးရဘူးဘယ်မို့လို့အပြည့်ပေးရမယ်ဆိုတာမရှိရဘူးကွာဆရာမေးတဲ့အတွက်အပြည့်ရှိတာကိုအပြည့်ရှိရလို့ခံပြီးတော့အပြည့်ပေးရမယ်ကဲကြည့်ဆရာကုလိုဆရာစေနာမြင့်မြတ်လေးစားတော့ချစ်တော်ဆရာ
ပညာမြတ်စရာသူ့လိုဆရာစေတနာမြင့်မြတ်လေးစားအပ်သောချစ်တော်ဆရာဘုရားတရားတန်ခါမိဘနဲ့နိုင်တကိုင်းနဲ့ထားလေးစားအပ်သောဆရာတပည့်များပေါ်သာသမီများပမာအကျဉ်းနာတရားရင်မထားတနာငိညာတတ်ပညာလိမ္မာရင်ကြီးစေတွေ့ရှုလာသူ့ဘဝကိုပင်သူမတွေ့တာအဆန်းစားအရာရာခွလို့ချစ်နဲ့ချစ်ချင်းမြတ်တာအရင်ထားကလေးစားပါတော့မြတ်စရာလိမ္မာရင်ကြီးစေတွေ့ရှုလာသူ့ဘဝကိုပင်သူမတွေ့တာအဆန်းစားအရာရာခွလို့ချစ်နဲ့ချစ်ချင်းမြတ်တာအရင်ထားကလေးစားပါတော့မြတ်စရာကလေးဘဝငယ်စဉ်ခါဒီကလာအတရားတေချာခနာပြတ်တာတင်ကြတာသက်စေကျွန်တော်စေရနာမစေကျွန်တော်စေရနာရင်မပြည့်သိမအိမ်မနေခဲ့တာဒုက္ခလေးပြကမရရဲ့တော့လေစိတ်ထဲတင်းက6 တစ်ခါ6 တလဲသိပ်ပဲဝိစာပညာပေးတယ်အိုးပဲဆရာမြတ်ဆရာစိတ်မာယူတူရှိခိုးကြောကအာစရိယကုနောသဘောတဝင်စွာနန္ဒကိုင်းဝေအိုးကျေးဇူးရှင်မြတ်ဆရာမြတ်တော်ဆရာ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 မြတ်ဆရာမြတ်တော်